လှိုင်နာရမြို့နယ်မှာဖြစ်ပွားနေတဲ့ကျန်းရီအတိတက်အနက်ဆက်ယုံဆန္ဒပြပွဲမှာအလုသမားတွေရဲ့သဘောဆန္ဒမပါပဲကိုယ်စားလှယ်တွေကအလုရှင်နဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်တယ်လို့သိရပါတယ်။လက်မှတ်ရေးထိုးလိုက်တဲ့အလုသမားကိုယ်စားလှယ်စုစုပေါင်း9ဦးရှိပြီးသူတို့လက်မှတ်ရေးထိုးလိုက်တဲ့စာချုပ်ကိုအလုသမားတွေကလက်မခံနိုင်တဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။အဆိုပါဆန္ဒထုတ်ဖော်ပွဲမှာအလုသမားတွေကတရက်လူအားက12000ရရှိရေးအတွက်ဆန္ဒပြခဲ့ကြတယ်ဆိုပေမဲ့စာချုပ်ထဲမှာတော့အစိုးရထောက်ပံ့ခြင်းမပါတရက်လူအားက8500ဝန်းကျင်သာရရှိမယ်လို့ရေးထားပါတယ်။ဒါ့အပြင်အချိန်ကိုလည်းတိုးပေးမထားပဲတစ်နှစ်အတွင်းယခုလိုလောကလစာထပ်တိုးတောင်းဆိုတာတွေမပြုလုပ်ပါဘူးဆိုတဲ့အချက်လည်းပါဝင်နေတာဖြစ်ပါတယ်။အလုသမားကိုယ်စားလှယ်တွေကစာချုပ်ကအချက်လက်တွေကိုအလုသမားတွေကိုချမပြပဲသူတို့ရဲ့သဘောနဲ့သူတို့လက်မဲ့ရေးထိုးလာတာဖြစ်ကြောင်းယခုကအဆိုပါကိုယ်စားလှယ်တွေကိုဆက်သွယ်လို့မရတော့ကြောင်းဆန္ဒပြအလုသမားတို့ကလည်းပြောဆိုပါတယ်။